မအိတ်ခင်ဖတ်ဖို့စာမလျော်ဝါလိုက်ရပဲကြွေတဲ့တရွက်ကလေးအတွက်ဘယ်သူတွေမျက်ရည်ဝဲခဲ့တယ်လဲထီရှာလွယ်လွန်းနဲ့အယူလိုကောင်းဟာကိုပေါ်လမ်းကူတာလေးရအစားအချစ်ရဲ့ဂယုစိုက်ပါကွယ်လီတိုးရောနဲ့သွေးထန်ထန်စေးတယ်စက်ကူအလွတ်ကလေးတွေကိုအကြောင်းပြပြီးဖုံးခေါ်ခြင်းနဲ့တိတ်ခတ်တာပဲကိုကကြောက်လို့អော်တာပါမှန်ပြီတယ်လို့ထင်ကြတယ်လေမျက်လုံးတွေဒီမျက်လုံးတွေပေါ်မမြင်ချင်တာတွေမမြင်ရသေးခင်ကတည်းကကမ်းမောင်ခဲ့ရမှာနေရလဲခဏခဏချက်တယ်မိုးကလည်းတိတ်သေးတာပဲဒီလိုတွေပြောပြီးတိတ်နာချင်ရတယ်လို့အားငယ်ပြချင်တာလက်တလောအခြေအနေဟာလက်တလောအခြေအနေပဲပေါ်ဆိုတယ်ရှိတဲ့အခလေးကိုလည်းတိတ်ငတ်မွနေတာအဆောင်အယောင်ပစ္စည်းကြီးတော့ကို့အကဲခတ်ကြတိုင်းမင်းလက်ဘဝနှွေလေးတွေတဲ့မျက်နှာအပ်ပြီးကိုပုံးခိုခြင်းနဲ့သူတို့ဘာမှမသိဘူးသူတို့နည်းနည်းပဲသိတာနည်းနည်းထက်လဲပုံမသိချင်ကြဘူးထင်ပါရဲ့ကိုမအရှိနဲ့အကြောင်းနဲ့ဆိုမင်းတက်ပုံတေးသေးလေးတဲ့ပြေးဝစ်နေရတာအချစ်ရဲ့တိတ်မောင်တာပဲအခန်းထောက်မှာကျိုးတစ်ချောင်းလိုအခွေလိုက်ကလေးသေနေတဲ့မွေရကိုပေါ်အချစ်ရဲ့တိတ်အားနာတာပဲဒီထက်မကတက်နိုင်ခြင်းပဲမယ်ဒီထက်မကမတက်နိုင်ခဲ့ဘူးကွယ်ဖြစ်နိုင်ကြွေသားလှလှလေးတွေကြီးအပျော်ပပလေးနဲ့ထုတ်ပြီးမင်းစီပို့ဆက်ချင်တာခုတော့သွေးပြက်စရာတွေကြီးပို့ပြီးမှသွေးမပြတ်ပါနဲ့လို့ထက်တိုင်းကိုရိုင်းရကြနေမလားချင်းညက်ဖနက်ကလေးတွေဟာစပင်အယောင်မစိုးသေးဘူးဖုန်တက်နေတဲ့လက်သက်စူးစီပူကလေးတွေဟာမင်းရှိတဲ့အရက်ကိုပဲမျက်နှာမူပြီးညတိုင်းတချင်ကြီးတယ်အချစ်ရဲ့ဓာလေးတွေထင်မှန်ပြီးပြုံးလေးပျော်အောင်အိပ်ပါကောင်းတော့ညပါကွယ်ပြေဆုံး